Hello, this is the part 2. Okay, there part 2 ဖြစ်ပါတယ်ဆိုတော့အမလီစာလုပ်လိုက်ပါအောင်မယ်ရှင်ဆိုတော့စာလုပ်ဖို့အတွက်စာအုပ်အရင်ယူရပါတော့စာအုပ်ခုံချပြီးစာအုပ်ယူတယ်ဒီ library ရဲ့ပေါ်တော့တစ်ခုအတက်တစ်ခုကပါလဲဆိုတော့မီးအိမ်ကဟိုတနေရာမှာတစ်ခုတစ်ကလုံးမှာတနေရာမှာတစ်ခုတစ်ခုံစီပေါ့နော်တယောက်ကိုတစ်ခုံစီလို့ပေးထားတယ်ပေါ့နော်ကလေးအငယ်အတွက်လည်းခုံအပူလေးရှိတယ်လို့ကလေးအကြီးအတွက်လည်းခုံအမြင့်နေရှိရပေါ့နော်သူဟာအဲ့ဒီတစ်ချက်ကတော့သူပြောကြမလို့တော့ဘာလို့ရှင်တော့ BO ပါဗီဒီယိုပုံစံမျိုးတက်တာတစ်လုံးရှိတယ်အဲ့တက်တာတွေမှာဆိုလို့ရှိရင်ဆော့စစ်ပလုံစီအောင်ထည့်လို့ရတယ်ဆိုတော့အဲ့ live ကကောင်းတယ်လို့တော့ပြောရမယ်and that ပြီးတော့အဆောင်ကနေကြောင်းတော့မလုပ်ပဲတယ်မင်းကျွေးရမှာပေါ့နော်မင်းကျွေးမင်းအစားကျွေးမင်းကျွေးရမှာမင်းအစားကျွေးရမှာပေါ့နော်အတင်းလိုက်ခွဲထားရဖြစ်တဲ့ကြောင့်မို့နာဘတ်အမ်ဘလီအတင်းကလေးဆိုရတဲ့ကြောင့်မလို့မြင်းစားတော့ကျွေးပါမြင်းနေရသူတို့စားခြင်းမှာစားကြရတာပေါ့နော်မစားခြင်းလို့ရှိရင်သူတို့မစားဘူးပေါ့နော်ဒီအောက်က FEED ဆိုရဟာဒီရသူတို့စားခြင်းပေါ်မစားခြင်းမပေါ်ပါဘူးပေါ့နော်ဒီတစ်ခုဒီကားတော့မစားတဲ့တင်းမပေါ်တော့မကျွေးခဲ့ပါဘူးပေါ့နော်တကောင်မဲကျွေးခဲ့အဲ့မှာသူ့ကိုလိုက်ပြီးလိုက်ကျွေးနေဟာသူကမှစီးလို့အဲ့နောက်ပြီးတော့အဲ့နဲ့ red ကိုနှိပ်ကြည့်လိုက်တော့မှသူကောက်စီရပေါ့နော်တခုလုံးမှောင်မေးသွားတာပဲအဲ့နဲ့ပဲသူမစားတယ်မှာပါလေဆိုပြီးတော့မှပြန်ကန်နေကြတော့မှ fix ဆိုရဟာထားပေါ်မကျွေးရင်တော့တကားပဲပြီးထွက်လာလိုက်တော့တယ်เจ้าလည်းနောက်ကြမှာဆိုလို့ပေါ့နော်အเจ้าကနောက်ကြလို့ရှိရင်တော့ဓာတ်ပေးခံရတယ်အဲ့ဒီတော့ဒါတော့ဘီနာမှာကတော့အင်ဂျင်မြဟာတော့ကားပဲဖြစ်ပါတယ်ဒီအဖြူလေးနဲ့ကကြတော့ကြောင်းမဖြစ်ပါတယ်ကျောင်းထဲမှာတော့ဆရာမ2ယောက်ဆောက်ပါတယ်တယောက်ကဂိုက်ဆရာမပါတယောက်ကတော့ရိုးဆရာမပါနှစ်သင်းဆရာမပါ2ယောက်ဆောက်တယ်ပေါ့နော်လူဦးရေကတော့ဘယ်လောက်ရှိလဲတော့ခြာတော့မသိဘူးဆိုတော့တီရှပ်တင်တဲ့ဟာအကုန်လုံးလိုက်ကြည့်ပါလက်ဖက်ရှိရအကြောင်းမလို့ပေါ်နော်ရှင်အတွက်လည်းပြင်ဆင်ပါမယ်ကျောင်းမှာကျတော့ဗီဒီယိုလေးတယောက်တရိုးစီထားပေးထားရပေါ့နော်ဗီဒီယိုကအများကြီးရှိရပေါ့နော်တရိုးစီထားပေးထားရတယ်အဲ့တော့အမလီတို့ရဲ့ role ရဲ့အနောက်မှာပေါ့နော်ဒီတစ်တာတလုံးရှိတစ်တာရုပ်အမလီတို့ထည့်ရမှာဖြစ်ပါတယ်ဆိုတော့ကျောင်းမလို့အမလီညာကကြတော့ထဲကိုမီးအိမ်ရဲ့အိယာရဲ့နောက်ပြီးတော့ဒီစာအုပ်ကရှေးထည့်လိုက်တယ်ပေါ့နော်